ဒီနေ့မှာတော့ထိုင်းနိုင်ငံချင်းမိုင်ကိုတွက်လဲမှာဖြစ်ပါတယ်ဒါနောက်တနေရာပေါ့ဒီနေရာအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့တွန်ဖြစ်ပါတယ်ဒီနေ့မှာတော့တကြံအတွင်းချင်းမိုင်ကိုတွက်လဲမှာဖြစ်ပါတယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံချင်းမိုင်ကိုတွက်လဲမှာဖြစ်ပါတယ်အခုတော့မဲဆိုင်ရောက်နေပါတယ်ကျွန်တော်လိုင်းကားစီးပြီးတော့ကားဂိတ်ကိုတွားမှာဖြစ်ပါတယ်ချင်းမိုင်ကိုတွားတဲ့လက်မှတ်မရှိရနဲ့ကျွန်တော်တို့ဒီချင်းရိုင်းကိုအရင်တွားခဲ့ပါတယ်အခုတော့မဲဆိုင်ကားဂိတ်မှာကျွန်တော်တို့ကားစောင့်နေပါတယ်ဟိုမှာတစည်းလာတယ်လို့ပဲဟောကျွန်တော်တို့ကချင်းရိုင်းကိုသွားမှာဖြစ်ပါတယ်အခုကတော့စစ်စီးဂိမ်းမှာပါတော့စစ်စီးနေပါတယ်ဒီလိုစစ်စီးဂိမ်းမှာထည့်ရောက်နေပါတယ်အခုကတော့ရှင်းရိုင်းရောက်နေပါတယ်ကျွန်တော်တို့ဒီမဲဆိုင်ကနေဒီရှင်းရိုင်းကို2 နာရီကျော်လောက်တော့စီးရပါတယ်အခုကတော့ကျွန်တော်တို့ရှင်းမိုင်သွားဖို့အတွက်ကားလက်မှတ်ဖြတ်နေပါတယ်ရှင်းမိုင်သွားတဲ့ကားလက်မှတ်ကကုန်သွားလို့ကျွန်တော်တို့နောက်ထပ်တခြားကားစီးရပါတယ်ရှင်းမိုင်ကားနဲ့တိုက်ရိုက်မသွားဘဲနဲ့ဒီလိုကား3ဆင့်စီးသွားမယ်ဆိုရင်မုတ်တွေပါတွေဝယ်ထားဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တလန်းလုံးဘယ်နေရာမှမရက်ပါဘူး။တခါတည်းဓာတ်လိုက်သွားတာမို့လို့လမ်းမှာစားဆန်မရှိရင်ဘိုက်စာမှာဖြစ်ပါတယ်။အခုဒီကားပေါ်မှာပဲရှိပါသေးတယ်။နေ့လေစားတော့မစားသေးဘူး။ခေါ်တော့ကားစီဖြစ်နေပါတယ်။ကျွန်တော်အပေါ်လေးပါလေးသွားတာဖြစ်ပါတယ်။ကားစီဖြစ်နေတော့ကျွန်တော်လည်းအေးဆိုင်တွေ့တာနဲ့အမြန်ဝင်ဝယ်ခဲ့ပါတယ်။ဒါတော့မှကားထွက်မယ်လို့ကျွန်တော်လည်းမနေပြောခဲ့ရပါတယ်။ဒီကနေသစင်းရှင်းမိုင်ကိုဆက်သွားမှာဖြစ်ပါတယ်။ကားတော့ထပ်ပြီးတော့ချိန်ရပါတယ်။နေ့လယ်စာမစားရတဲ့အပြင်ဒီလိုမျိုးလူအပြည့်ကားပေါ်မှာ2 နာရီလောက်ထပ်စီးခဲ့ရပါတယ်။ကားပေါ်မှာနိုင်ငံရှားသားပါလာနဲ့ကျွန်တော်လည်းနည်းနည်းပါးပါးပို့လို့မုတ်ခဲ့ပါသေးတယ်။ရှင်းမိုင်ရောက်တော့သူကထိုင်းနိုင်ငံပိုင်မြို့ကိုဆက်သွားမှာမို့လို့ကျွန်တော်တို့လမ်းခွဲခဲ့ပါတယ်။အခုတော့ရှင်းမိုင်ရောက်ပါပြီ။ရှင်းမိုင်ရောက်တော့ကျွန်တော်တို့တပြည့်ဂိတ်ကိုလိုင်းကားစီးပြီးတော့အရင်ဆုံးသွားခဲ့ပါတယ်။တပြေကိန်းနားရောက်ပြီဆိုရင်ကျွန်တော်နေစရာလေးတွေပါလေးရှာမှာဖြစ်ပါတယ်မန်တက်ကတော့တို့တေချာလေးပြင်ဆင်ထားပါတယ်မန်တက်ကိုဒီမှာလည်းမန်တက်တစ်ခုစောက်ထားပါတယ်အခုတော့ကျွန်တော်တပြေကိန်းမှာရောက်နေပါတယ်တေချာလေးပြင်ဆင်ထားပါတယ်တို့အခုတော့ကျွန်တော်တနေကုန်ဘာမစားရဘူးဆိုတော့ဟိုသမင်းတော့စားမှာဖြစ်ပါတယ်ကိုရီအများကြီးပဲတပြေးကိန်းနာစားတော့ဆိုင်နာရောက်နေပါတယ်သမင်းလာစားတော့ကျွန်တော်တနေကုန်ဘာမှလည်းမစားရတယ်ကားလည်းဟို3 ဆင့်စီးလာရတော့လမ်းမှာတရက်လည်းမရဘူးသူတို့ကသမင်းလေးလည်းစားခုတည်းလည်းမစားနေ4 နိုင်လောက်ရှိပြီကပောင်းစားကျွန်တော်လည်း Google Map ကိုကြည့်ပြီးတော့တပြေးကိန်းနာအနီးနားဟိုတယ်ကိုလမ်းလျှောက်သွားခဲ့ပါတယ်ဒီမှာတဲပါတယ်ကျွန်တော်တို့အခန်းကတော့တန့်ချင်းပြီးတော့တော်တော်လေးအဆင်ပြေပါတယ်ဒါပေမဲ့ကျွန်တော်တို့က4 ရက်တဲမယ်ပြောတာတကြံအတွင်း booking ပြည့်နေလို့3 ရက်ပဲတဲခဲ့ရပါတယ်ဒါတော့ရေရှိုးခန်းဟိုတယ်တဲ့ဟိုတယ်ကရေကူးကန်လည်းပါပါတယ်နေဖို့အခန်းရပြီဆိုတော့ဆိုင်ငယ်3 မှာဖြစ်ပါတယ်ကျွန်တော်ဆိုင်ငယ်ငားထားပါတယ်ကျွန်တော်ငားလာတဲ့ဆိုင်ငယ်တန်ရာတွေပါမပါစစ်ကြည့်ပါတယ်ကျွန်တော်တို့ဆိုင်ငယ်ငားပြီးတော့ဒီတပြေးဂိတ်အထဲထဲကဖျားတွေတွက်လက်ခဲ့ပါတယ်ပထမဆုံး Wetchat Link ဆိုတဲ့ဖျားကိုရောက်သွားခဲ့ပါတယ်ဒါတော့အခုကျွန်တော်အိုထောင်းထဲကရောက်နေတဲ့ဖျားတဆူဖြစ်ပါတယ်ရှေးဟောင်းဘုန်းကြီးကျောင်းဖြစ်ပါတယ်ဒီနေရာရှေးဟောင်းဖျား
ကျွန်တော်ဒီဖျားဝင်းထဲကိုနေရာအစုံပက်ကြည့်ခဲ့ပါတယ်နောက်ပြီးတော့ Wat Chatty Long ဆိုတဲ့ဖျားကိုဆက်သွားခဲ့ပါတယ်ဒါအိုးထောင်းနေရနောက်ထပ်တနေရာပါဒါအိုးထောင်းရိုးတွေကခြေဟောင်းဖျားပါဒါနောက်တနေရာပေါ့ဒီနေရာစေဒီပွဲလည်းရှိပါတယ်တဲစေဒီပွဲတဲပုံစေဒီလောက်ထားတက်ရက်ပါတယ်တော်တော်လေးကိုเคยที่ไม่ขายดีสักวัน အေးဖီးတိုက်ပါတယ်ကျွန်တော်တို့ ที่เทวาครับแล้วก็พระ လူကတော့စီပါတယ် พระเจริญพุทธมนต์ศาสนาเป็นป่าเป็น ဘာပွဲရှိရတော့မသိဘူးလူကတော့တော်တော်စီပါတယ်တပင်အကြီးပါပဲရှေ့အောင်စင်အောင်မှတော်တော်လေးဆွေးနေပါပြီအပန်းလည်းတော့မသိဘူးဒီမှာအဖြူအောင်兩隻手ကျွန်တော်ဒီဖျားကိုလည်းနေရာဆုံးပက်ကြည့်ဖူးမြော်ပြီးတော့နောက်ထပ်ဖျားတစ်ခုကိုဆက်သွားခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့ Web Para Sai လို့ခေါ်ပါတယ်ဒါကတော့နောက်တနေရာပါ